ဆိုတာမလို့တာတီချီလို့လာပြိုင်တာပြီးခဲ့တဲ့ပွဲမှာပတ်ထမ်းမရတယ်ဟဲ့ဘယ်နှယောက်ပြိုင်တာလဲတယောက်တည်းတယောက်တည်းပြိုင်တာပတ်ထမ်းမရတာမင်းပြောမှလားခွေးသားရဲ့ကောင်းကောင်းလို့မင်းဘာပညာတတ်လဲတယောက်ဆောင်တတ်လားအစောတတ်လားပြောတန်းတော့အဆိုတက်တယ်အေးအဆိုတိုက်လဲတိုက်ရိုက်မယ်ဒါပင်ကဗမာလူမျိုးဘာဖြစ်လဲဗမာတချင်းပဲရတယ်ဒါတဲ့ဗမာတချင်းလဲကောင်းတယ်ငါတို့ဗမာပဲကြိုက်တာဟင်းသရသိန်းတန်ရဲ့ဟင်းသရထုံးရင်နှစ်ယောက်သလုံးမြန်မာလန်ဆိုတာဩငါတော့ဆရာလုံနေသေးတယ်ဒါပင်လည်းတတော်ဒါနဲ့လွတ်တယ်ဩစာသားလေးမေးရင်ထောက်ပဲဩစာသားမေးထောက်ပဲကူညီမယ်ပါရမရရင်ဒါပဲဘာတော့ပေါင်းပြီးဝယ်ပေးမယ်တော့ဗာတည်းဒါပေးမယ်ဆိုငါထင်တယ်လို့မဟုတ်ဘူးငါနဲ့လည်းအသုံးတဲ့မှာမဟုတ်ဘူးကျန်တော်ခရအိုးလေမဟုတ်ဘူးလေမမရရဲ့စေးထုံးရင်သေးသွားပြီဟုတ်ပြီအဲ့တော့ဘာတချင်းလဲအသီးတရားအညာနှလုံးအသီးတရားအညာတစ်ခုအဲ့ဆိုပဲလောက်စားတာ1 2ဆိုပါအရှိန်လူနေတာဒီဘက်ကလူလေဖြတ်တော်မယ်ခဲစာလာမဲနေလို့ဒုက္ခပဲကောင်းလောင်းတယ်အတန်နဲ့မထောက်နဲ့သေချင်းဆိုရဲ့စာလာကြီးပဲထောက်မှနင်းစင်ကဆိုလို့ရပါပေါ့ငါတော့ပြန်ရန်တွေ့နေသေးတယ်ဟာလို့ကြလာပဲကောင်းလောင်းတယ်ပြီးတော့တညာပေးတဲ့တညာပေးတဲ့ပြီးတော့ရွာကြောင်ပြီးတော့ခံများလည်းစိတ်မတုံငါလုံးကြတာနဲလေးတော့ကုညီပါလို့ပြောအဲ့လည်းမျက်ခွက်ပြင်းတော့ကျုပ်ဘယ်ကလူကြီးဘာလူကြီးလဲအသက်60ကျော်ဟာရွာကြောင်ရင်းမီအတရိယာနေတဲ့တငယ်ကြီးရဲ့